Hello Hello ကားခိုးတဲ့အကြောင်းလို့ပြောပြခြင်းလို့နော်အဲ့ဒီဥစ္စာတွေကလင်မယားနှစ်ယောက်ကတဲ့မျိုးပြင်ဘက်ကိုသွားဖို့သူတို့ကနှစ်ယောက်တည်းပဲသွားကြတာကိုဝင်ကားနဲ့ကိုကားနဲ့ကိုသွားတာယောက်ျားကမောင်းတယ်မိန်းမဘေးမှာအဲ့သွားရင်အဲ့လမ်းခုလက်မှာသူတို့ကစတိုးဆိုင်တစ်ခုမှာအဲ့ပစ္စည်းတစ်ခုသူတို့ဝယ်တယ်ယောက်ျားကဆင်းဝယ်တယ်မိန်းမကကားထဲမှာနေခဲ့တယ်အဲ့အချိန်ကမှနည်းနည်းလေးကြာသွားတဲ့အခါမှာအဲ့လူတစ်ယောက်ကကားပေါ်ကိုတက်လာပြီးတော့ကားမောင်းကြီးထွက်သွားမိန်းမကြီးတဲ့အခါမှာသူ့ယောက်ျားမှုတဲ့အခါသူကကားကိုရပ်ခိုင်းတယ်ရက်ခိုင်းတဲ့အခါမှာအဲ့လိုမရဘူးဖုန်းကိုလည်းယူလိုက်တယ်ကားကိုလည်းတောက်လျှောက်ကိုအရန်ကိုမောင်းသွားတယ်တဲ့မောင်းသွားပြီးတော့လူပြတ်တဲ့နေရာရောက်တော့မှရက်ပေးပြီးတော့အဲ့မိမကိုတွန်းချပခဲ့တယ်သူကကားဆက်ပြီးတော့မောင်းသွားတယ်တဲ့အဲ့မိမလည်းတကုံလုံးမှလည်းဒီလိုနေရာမှာဟိုတိတ်တက်တောင်တွေဖြစ်ပြီးဒဏ်ရာတွေရသွားတာပေါ့နော်အဲ့တော့လူကြီးဆိုတော့သူကလူပြတ်တဲ့နေရာမှာလူလာမဲ့လာတဲ့ကားတို့လူတို့သူကအကူကြီးတောင်းပြီးတော့သူ့အိမ်သူ့ကိုပြန်ပြီးတော့ရောက်ရှိရတယ်နော်ကားကတော့ကားဖုံးကပါသွားတော့သူဖုံးနေတယ်ဘလို့မှဆက်လို့မရဘူးဆက်တွေလည်းပိတ်ထားတယ်တဲ့အဲ့တော့သူတို့ကားကတော့သူတို့ရလုံမှုသူတို့နောက်ပိုင်းဆက်လို့မှာပေါ့နော်အဲ့ဒါလေးပြောချင်တာနော်ကားထဲမှာလူရှိနေတယ်စိတ်မချအောင်နော်ကိုကားနဲ့ကိုသွားလို့ရှိရင်လည်းအန်နယ်ကအများတယ်စိတ်မချပါဘူးနော်အဲ့တော့အဲ့ကိုကားနဲ့ကိုသွားမယ်ဆိုလို့ရှိရင်လည်းကားထဲမှာခလေးဖြစ်လူကြီးဖြစ်မနေခဲ့တာအကောင်းဆုံးပဲလူစီကားတဲ့အရက်ကားတွေကြက်နေတဲ့နေရာမျိုးဆိုရင်တော့အကြောင်းမဟုတ်ဘူးနည်းနည်းလူသူရှင်းတဲ့နေရာမျိုးမှာလူထဲထဲမှာရှိလေသူတို့ကကားမောင်းတဲ့ဘက်မှာလူမရှိရင်ကားတကားဖွင့်ပြီးတော့သူတို့ကတက်မောင်းပါပဲเนาะကားခိုးကျင်တဲ့သူကအင်မတန်မျက်စိရှင်လျင်မြန်ဖြက်လက်တယ်ကျွမ်းကျင်တဲ့လူမျိုးတွေပဲကားကိုခိုးကြတာเนาะကားထဲဝင်လို့ရှိရင်ဒီကားရဲ့အမျိုးအစားအမျိုးမျိုးကိုသူတို့ကမောင်းတက်နိုင်လို့เนาะတောတဲ့မောင်းတဲ့ကားရှိတယ်ပို့စတစ်နဲ့မောင်းတဲ့ကားရှိတယ်เนาะအမျိုးမျိုးကိုသူတို့ကမောင်းတက်တဲ့လူအဖြစ်တဲ့အတွက်ကြောင့်သူတို့ကလျင်မြန်စွာနဲ့မောင်းသွားခြင်းဖြစ်တယ်ကားမောင်းတဲ့လူဆိုရင်ကားပစ္စည်းလာဖို့တယ်เนาะတာယာချိုးမယ်ဘက်ထရီခိုးမယ်ဒစိမ့်တွေခိုးမယ်မှန်တွေခိုးမယ်အဲ့ဒါတော့ပဲလုပ်တာနော်တချို့ဆိုရင်အရင်ဆိုရင်အိမ်ကြောင်မြောင်းဘက်တို့တောင်မွေဘက်တို့မှာဆိုရင်ကားတွေခဏပျောက်တယ်အိမ်ရှိမှရက်ထားရင်တော့ကားတွေကပျောက်သွားတာသူတို့ကညဘက်တွေမှာသူတို့ကဝါနဲ့တောင် driving ဆက်နှိုးပြီးတော့သူတို့ကသွားနိုင်တဲ့သွားလို့ရအောင်လုပ်နိုင်တဲ့တခိုးတွေကကားခိုးသမားတွေကအများကြီးရှိတယ်လေအဲ့အတွက်ကြောင့်ကားကိုလည်းလုံခြုံစိတ်ချအောင်ထားမလို့ဖြစ်နေပြီလူလည်းပဲကားထဲမှာထားခဲ့ပြင်လည်းကားကိုစိတ်မချလို့ဆိုပြီးတော့လူကပါကားထဲမှာနေခဲ့ရင်အန်နေဖြစ်ဖို့ကများပါတယ်အဲ့ဒါအရင်ကလေးတောင်မှားထားတယ်ခလေးတွေရောအိမ်မော်လေးတွေရောပါရင်လုံးဝကားထဲမထားခဲ့နဲ့အခေါ်ကကားကိုတော့ခတ်ထားနော်အပြင်တနေရာနေကြည့်ရင်ကြည့်နေနော်ခလေးတွေအန်နေဖြစ်မှာစိုးရတယ်နော်အဲ့လိုမျိုးအတွက်ဖြစ်တဲ့အတွက်ကြောင့်မိသားစုတွေရောကားစီရဲ့လူတိုင်းရောတတိထားနိုင်ဖို့လို့ပြောပြရင်းဖြစ်ပါတယ်အဲ့ကားမိပွိုင်နေမှာလည်းပို့ဆိုးပါတယ်နော်ညဘက်တွေဆိုလို့ရှိရင်ကားတို့တကားတို့အတင်းလိုက်ဖွင့်တယ်ထုတယ်မဖွင့်မချင်းကိုသူတို့ဟာတကားတို့လိုက်ဖွင့်ပြီးတော့ဟာလေးတုတ်တို့တရားတုတ်တို့နဲ့အမျိုးမျိုးလုပ်တဲ့လူမျိုးအုပ်စုတွေရှိပါတယ်နော်အားလုံးဘေးရန်ကင်းကြပါစေကားနဲ့ဆိုတဲ့စိတ်မချရပါဘူးလို့အနေနဲ့ကင်းနိုင်ကြပါစေ